ဒါလေးကတော့ဟိုနေ့က MPD ရုံးကိုသွားထားတဲ့ blog လေးဖြစ်ပါတယ်နေပြည်တော်ကပါရှင်နေပြည်တော်ဗဟိုမီတက်ရုံနာ MPD ရုံးကိုသွားထားတာပါရုံးရောက်မှာမိတ်တူလို့လဲဆိုလို့မြို့မဈေးကိုသွားပြီးတော့မိတ်တူဆွဲရပါတယ်မြို့မဈေးကိုသွားနေလမ်းတစ်လျှောက်ပါရှင်အဲ့ဒီနေ့ကနေလေးလဲတာတယ်အမြဲတမ်းတီရှဲရဲ့ချစ်တီချဲရဲ့ပညာဒါနလိုက်တွေကြည့်လို့နောက်ကတော့တီရှဲရဲ့လိုက်ကလေးဖွင့်ထားတဲ့အတန်လေးပါရှင် TV လေးမှာအမြဲတမ်းတီရှဲကိုအတန်လေးကိုနားထောင်ပြီးမှလှုပ်လှုပ်ပါတယ်ဖိုက်တာရှင်တိမ်လေးတွေအဲ့နေကတိမ်လေးကိုပြားနေရပဲဒါမျိုးမှဆိုဆင်းနေတဲ့လမ်းမှာနီးပိုင်မိပါတယ်ဒါမျိုးမှဈေးနာလေးကမီးပွိုင်ပါရှင်ဝိတ်စိတ်ဆိုင်မုတ်ကြီးမဟုတ်ကိုလှနေရောပဲမရမီးပွိုင်ဆိုင်ရင်းနဲ့လေအရာလူယူပေါ့နော်ဥမမောကလို့သူ့မြီးလေးအတွက်နဲ့လို့စစ်လိပ်ဖြတ်တာလို့စစ်လိပ်ဖြတ်ပါလားဆိုတော့ဟာကျတော့သူ့မှာမမြီးမရသေးတာတဲ့အဲ့နဲ့မြီးမရှိဘူးတမီးလေးရှိရဲ့လေတမီးလေးတက်စစ်လိပ်ဖြတ်ပါလားဆိုတော့ဘာမှမပြောတော့ပါဘူးရှင်မိဘကလည်းကြာရေးဆောက်လိုက်ရပါတယ်နေလေးကလည်းပူးနေတယ်ရှင်ရပြီမိဘစိမ့်သွားပါပြီဖြစ်လာပါတယ်ကလေးတွေဆိုရင်အားလုံးအကျိုးအတွက်ကျိုးနေတော့ညာနေပါတယ်နောက်ကိုရဲ့ရှင်ဒီမှာတစ်သေးလေးကိုဝင်လာပါပြီတစ်သေးမှလေးကိုဝင်လာပါပြီညာနေပါဒီချက်နဲ့လက်ပဲခါရတဲ့အခါမှာမြို့မဈေးကိုဟိုမကိုင်းဟိုပါလေဗာလဲစပင်းညက်ကော်ဖီလေးရောတောက်လို့ရတာဘာဆိုလားမသိဘူးရွှေရှားကားမြို့မဈေးကိုသူကမရောက်ဘူးတော့ဒီဘက်ထဲမှာမိတ်တူဆိုင်ရှိမယ်ထင်ပြီးတော့ဒီဘက်ထဲကိုသွားပါတယ်ဒါကတော့မြို့မဈေးပါရှင်ဒီဘက်ရှမ်းကားဂိတ်က